franchement. Waouh. Quand on arrive sur la scène, tu fais Waouh. Les chicks secouent leurs boules sans gêne. Waouh. Envoie ton string et ton soutif en l'air. Waouh. On est les meilleurs MC de la terre. ဒီနေ့ကေမျိုးသားကဝက်နံရုံးနဲ့အာလူးလေးနဲ့ချက်ကျွေးခြင်းနဲ့ဆိုလို့သူချက်ကျွေးတာလေးကိုဒီနေ့တော့စားရတော့မှာပေါ့နော်အများရန်ကေရဲ့တိုင်သားလုံးတက်ချက်ပေးတာဖြစ်နေတော့တဲ့ဒီတစ်ခါတော့သူ့လက်ရလေးစားကြည့်ပါအောင်ဆိုပြီးတော့ချက်ပေးမယ်ဆိုပြီးတော့ဒါပြင်ဆင်နေတာပေါ့နော်အရင်ဆုံးအာလူးလေးတွေကိုအနေတော်လေးတွေနူးလွယ်လောက်မဲ့အနေထားလေးတွေခလိဖြတ်ထားမယ်စနွင်းလေးထည့်မယ်ရှင်ပြီးတော့စားအချိုမောက်ထည့်မယ်ပေါ့နော်စားနဲ့ဟင်းချုံမောင်လေးထည့်မယ်ရှင်ပြီးရင်နှက်ဆက်ကောင်တိတိကျကျအရသာအားလုံးကိုစိတ်ဝင်တဲ့အထိနေပြီးတော့15မိနစ်လောက်ထိနှက်ထားမယ်နော်အရသာကို15မိနစ်လောက်ထိနှက်ထားပြီးရင်ကြက်သွန်လေးကြက်သွန်ဖြူကိုသူကထောင်းပြီးတော့ချက်မယ်ရှင်ကေဆိုရင်တော့အများရန်ကြက်သွန်လေးကိုစီတက်ပြီးချက်တာပေါ့နော်သူကတော့ထောင်းချက်တဲ့သမားဆိုတော့ထောင်းပြီးချက်မယ်တဲ့မျိုးစုံအာလူးလေးတွေကိုစီပူပူလေးမှာနူးဤသွားတဲ့အထိကြော်လိုက်မယ်ရှင်။ကဲဆိုရင်တော့အာလူးကိုအစိမ်းတိုင်းချက်တယ်ပေါ့နော်။သူကတော့အာလူးကိုကြော်ပြီးတော့မှဟင်းနဲ့ပြန်ထည့်မယ်ပေါ့နော်။ဒါကတော့အာလူးလေးတွေကိုနူးညံ့တဲ့အထိကိုကြော်တယ်ပေါ့နော်။ဒီအရောင်လေးတွေတန်းလာတဲ့အထိကိုကြော်တယ်။ပြီးတော့ကြက်သွန်ဖြူအရောင်တွေမှုတ်စီတက်ထားတာလေးကိုထောင်းထားတာလေးကိုစီတက်မယ်ပေါ့နော်။ကြက်သွန်ပြင်းလေးတွေအယောင်တင်တာလေးတွေအစိမ်းငံလေးပျောက်သွားပြီဆိုရင်ဒါဝက်နံရိုးလေးထည့်မယ်ပေါ့နော်ပြီးတော့ငပြာရည်လေးလည်းလောင်းလိုက်တယ်ရှင်ပြရတာတော့ပေါ့ဝတ်သားလေးတွေနင်းပြီးတော့အစိမ်းငံပျောက်သွားပြီဆိုရင်ရေစက်ချင်းလေးထည့်မယ်ရှင်ခုဆိုရင်တော့အသားလေးတွေကတော်တော်လေးကိုအစိမ်းနဲ့ပျောက်ပြီးပေါ့နော်အသားလေးတွေတခြားသူစီတက်တယ်ပြီးတော့ဒီဝက်နံရုပ်အာလူးဟင်းရလေသမီးတွေအတွက်ကမနက်တုန်းကဝက်တီးစုံ ABC ဟင်းချက်ပြီးသွားပြီဆိုတော့ဒါပြေတို့လင်မယားနှစ်ယောက်အတွက်သူချက်ကျွေးတာပေါ့နော်ပြေအတွက်ဆိုပြီးတော့ချက်ကျွေးတာပေါ့ဒါတော့ကြွားတာပေါ့နော်ကဲခုဆိုရင်တော့အသားလေးတွေနူးညံ့ပြီးတော့စီလေးပြန်လာပြီပေါ့နော်ရေစက်ချင်းလေးထည့်လိုက်မယ်ရှင်အဖုံးလေးပြန်လုပ်ထားမယ်ပေါ့နော်ကဲစူပတ်လာပြီဆိုရင်လေခုနကကြော်ထားတဲ့အာလူးလေးတွေကိုထည့်လိုက်မယ်နော်ခုဆိုရင်တော့စားကြံတဲ့ဝက်နံကိုအာလူးဟင်းရလဲချက်ပြီပေါ့နော်အမြဲတမ်းအဆုံးထိကြည့်ပြီးတော့အားပေးတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ဒါကတော့ကေရဲ့အမျိုးသားချက်ထားတဲ့ဝက်နံကိုအာလူးဟင်းလေးပဲဖြစ်ပါတယ်ရှင်စားကြံတဲ့ရှိရလားနော်အားလုံးကျေးဇူးတင်ပါတယ်